ထိတ်တန်းလူသက်သမားတယောက်ဟာကြက်ဥတစ်လုံးကိုဇွန်းနဲ့ခောက်ပြီးစားဖို့ပြင်နေတော့မှမယ်ဇွန်းရဲ့ရောင်ပြာကတစ်ဆင့်တောင်ပေါ်မှာဝတ်နေတဲ့အမျိုးသမီးစနိုက်ပါတယောက်ကိုရုတ်တရက်မြင်လိုက်ရပါတယ်သူထိတ်လန့်သွားပြီးဘာမှမလုပ်နိုင်ခင်မှာပဲကြည်ဆန်းတောင်ကသူ့စီကိုဦးတည်လာပါတော့တယ်ကံကောင်းထောက်မှစွာနဲ့သူခန္ဓာကိုယ်ကိုအနှဲငယ်တိုင်းဆောင်လိုက်နိုင်လို့ကြည်ဆန်းကသူ့ကိုမထီးပဲဘေးကနေကတ်ထွက်သွားခဲ့ပါတယ်သူဟာချက်ချင်းပဲအကာအကွယ်ယူဖို့ခုန်ထွက်လိုက်ပေမဲ့စနိုက်ပါမလေးကတော့လက်မလျှော့သေးပါဘူးသူမကတန်ကြက်ကဖောက်ကြည့်စာနဲ့ထပ်မံပိတ်ခါရပါတယ်အခြေအနေမကောင်းတော့တာကိုသိလိုက်တဲ့အဲ့ဒီလူဟာသူ့ရဲ့လျှို့ဝှက်လက်နက်ကိုထုတ်တုံလိုက်ပါတော့တယ်သူလက်ခုပ်တစ်ချက်တီးလိုက်တာနဲ့သူ့ပတ်လည်မှာရွှေရောင်လက်စွပ်ခုနှစ်ကွင်းကရုတ်တရက်ပေါ်လာပြီးလက်နက်တွေကလေးတယ်မှာပြန်ဝဲလာပါတယ်စက္ကန့်ပိုင်းအတွင်းမှာပဲသူဟာဒရုန်း3စီးကိုတက်ဆင်လိုက်ပြီးတောင်ဘောကစနိုက်ပါရှိရာစီကိုလွတ်တင်လိုက်ပါတယ်သူကတော့အဲ့ဒီနေရာမှာပဲငင်ငင်လေးနေရင်ဒရုန်းကတဆင်သူမရဲ့ဒီနေရာကိုစောင့်ကြည့်နေခဲ့တာပါစနိုက်ပါမလေးကထမှန်ပစ်ခတ်ဖို့ပြင်နေတော့မှပဲဒရုန်းတွေကသူမကိုပြစ်မှတ်ထားနေပြီဆိုတာသိတော့ပါတယ်အဲ့ဒီလူကဒရုန်းတွေနဲ့တိုက်စစ်ဆင်လိုက်တဲ့အခါစနိုက်ပါမလေးကခါးမှာကျိုးတစ်ချောင်းကိုအမြန်ချီပြီးဒရုန်းတစ်စင်းကိုတန်ဖိုးတင်တန်းနဲ့ပစ်ကတ်လိုက်ပါတယ်ဒရုန်းတွေကကြီးစံမိုးတွေရွာချနေပေမဲ့သူမကတော့ကျွမ်းကျင်စွာတင်းရှောင်ရင်းနောက်ဆုံးမှာတော့6ကန်းပါပေါ်ကနေခုံချပြီးထွက်ပြေးလွတ်မြောက်သွားခဲ့ပါတော့တယ်အခုလိုမျိုးဇလန်းကောင်းလေးတွေကိုပုံမှန်တင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်တို့ရဲ့အရာဝတီ recap channel လေးကို like and subscribe နဲ့ follow လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်